အားလုံးမင်္ဂလာပါလို့ဒီနေ့ကတော့စီစဉ်စတာနဲ့ချောင်းဟိုင်ပါနဲ့ဆေးထိုးမှာဖြစ်ပါတယ်ဒီပွဲဟာဒီပွဲမှာချောင်းဟိုင်ပါကန်လိုက်မှာနော်ကတုကချဖိုင်တာလည်းမပြီးတော့ပါဆိုတော့ကျွန်တော်ချောင်းကန်လိုက်မယ်ဒီပွဲကိုချောင်းဟိုင်ပါနဲ့ဘလူးတွေဆေးထိုးသွားမလဲတော့ကျန်တော့စောကြည့်သူကလာလေးရပါโอเคမတွေ့မယ်နော်ဒါမှကျွန်တော်လဲပေးမလို့ပဲဗျာဒါပေမဲ့ तू ကဟိုင်ပါကင်လို့ရဟီရိုမဟုတ်ကျွန်တော်ဟိုင်ပါဆိုတော့ရပတ်တော့စားအောင်မယ်ပွဲတွေတော့ရောက်ပြီဒီမှာဆိုလည်းဗျာကျွန်တော်တက်အကူနဲ့ရပတ်ကောင်အစီရသွားပြီဗျာဒီမှာဆိုရင်လည်းအမကြည့်အောင်အစီပဲဆို level 40ပဲသွားလိုက်တော့ဟေးအခက်ပါမလို့ဒီကောင်ရောဟိုကောင်ဖလကပေးလိုက်ပြီကွာဟာဝမရပါလေကျူးမှဒီပေါ့ဒီမှာဆိုရင်လည်းဗျာဟိုမှာတာတက်လာတော့မယ်ဆိုတော့ကျွန်တော်တော့ခဲ့ဖို့လုပ်တယ်တာတက်အဲ့နာမှာကရီနာမလာရင်ကြက်တာပြောရโอเคကရီနာလာဖုန်းတက်သွားလို့ကောကတိတ်စင်မပြောတော့အဲ့မှာ record တွေကျွန်တော်ဖြတ်လိုက်ရသေးရဲ့ဗျာဆိုတော့ video ကောမပါလိုက်ဘူးဒါပေမဲ့အမှစောက်တူလေးပြောပါကျူးမှဒီပေါ့ဆိုတော့ကြော့ယူတော့ကျွန်တော်လုပ်ပြမယ်ဗျာနိုဗာရီကဘယ်လောက်ကောက်စားလဲဆိုကြည်လာလိုက်အဲ့မှာ तू မမိဘူးเนาะအမှကျွန်တော်ကေးရတော့မှအမှ flame show နဲ့ကောက်စားလိုက်အဲ့ဒါပဲကြည့်အောင်ဟာမိသွားတယ်ဟာဘာလို့ကိုကြီးတော့ဆိုင်းပါလားဒီမှာဆိုရင်ဖုံးလက်သွားတယ်ဗျာဘယ်လိုအဲ့ကိုရောက်သွားလဲမသိဘူးဆိုတော့ဝိုင်းပြီးတော့ဒီ frag ကိုလေးကြိတ်ပေးလိုက်တယ်ကရီနာဖင်ရဝင်လာတယ်ဟိုမှာနိုဗာရီကကောက်စားဖို့လုပ်တယ်ကျွန်တော်အမှပြင်ပြီးတော့ရသွားတယ်နှစ်ကောင်လုံး AC ပဲဒီမှာကြည့်ဗျာအောက်မှာလည်းတာတဲကလာတော့မယ်ဆိုဟိုဘေးကမန်နာဘတ်တွေရပတ်တွေတော့စားလိုက်တယ်ဒီမှာဆိုတော့ဒီကောင်တွေစားလိုက်ပြီးတာနဲ့ဒီဘောအစီကက်မှာပေါ့ဟောတာတယ်ဘာခေဒီကောင်လေးကောက်စားလိုက်မယ်ဆိုတော့ဖုန်းအဲ့မှာဒီကေးရသွားလားကြည့်ကျွန်တော်ရမသိတာပဲဟာတကယ်ဆိုမကလောက်ခိုးရအောင်စားကောက်စားသွားတယ်ကျေးဇူးတော်မှဒီဘောကလောက်လေကိုမကွန်နွားလေးအမင်းကိုလည်းကျေးဇူးတော်မှဒီနော်ကျွန်တော်လည်းကြည်ခွေးနေပြီပေါ့ဒီမှာဆိုရင်လက်ပူလုံးမရပါဘူးဒါပေမဲ့ယူရောရပါတယ်တာတက်သွားလုံးမယ်ဆိုပြီးလုံးပြီးမယ်ဟိုကောင်ကတကွန်ဆက်ရှုပ်တဲ့ကောင်ဘယ်ကပေါ်လာလဲမရှိဘူးဆိုတော့အကောင်တော့ကဲဖို့လုံးမတာဝတဲဝင်သွားတော့တာတက်ပဲရေးကြည့်ရဆိုပြီးတော့တာတက်ကြီးပဲသွားလိုက်တယ်ဆိုတော့တာတက်ကတော့လူရှင်နဲ့ပေါက်ပြီးတော့ရပါခဲ့တယ်ကျွန်တော်အမှလက်ပူသွားလို့တာဗျာအဲဒီနဲ့ကန်တာလွဲသွားတယ်ကျွန်တော်လွဲတာမဟုတ်ဟိုကောင်ကတော့အဲဒီသုံးလိုက်တာဒီနားမှာလည်းတက်ကြီးကဖင်ရတာယော first stand နေဆိုမရောက်လေဒါမှလည်းကျွန်တော်မကီးပြန်ရသွားတာပဲဟာတော့မကီးပြန်ရသွားတော့ AC လေးပဲ record လေးပြပေးလိုက်တယ်ဆိုတော့ record ကမရှိဘူးဆိုဒီနားမှာလည်း frag ကိုမကောင်းလို့ဗျ frag ကိုကောင်းရင်ကျွန်တော်သိရကြပြီအမှ AC လေးပဲ heavy ပြီးတော့rapid လာကြည့်တာ rapid ကြီးရပေါ့အမှ rapid ကလေးပဲကျန်ခဲ့တယ်ဘယ်ကောင်စားပါလဲတော့မသိဘူးကျွန်တော်ပဲနေပါမယ်ဆိုတော့အဲ့ဒါလေးကိုပဲစားလိုက်ပါလေဆိုတော့ပုံတက်ကြည့်တော့ပုံမှာဘာကောင်းရှိလဲဆိုတော့โอเคငါတော့အိုင်ရဆက်မရမယ်ဆိုပြီးအမကလောက်လိုက်ဘလို့ဖြစ်သွားလဲဗလာတို့ဝင်ကြည့်လိုက်တော့ဒီမှာဆိုဗျာကျွန်တော်ဖင်ရပြီးတော့ဟိုကောင်ကစပယ်မတောင်းသေးဘူးစပယ်မကုန်သေးဘူးဆိုတော့တီးပြီးနေကိုပကန်လာတီးပြီးဆိုပြီးတော့ဟိုကောင်အေးမြူလိုက်တာပြီးတော့ပြန်ခုန်တက်ပြီးကျွန်တော်ကန်လိုက်တယ်ဆိုတော့ကျွန်တော်ပြန်တက်လာတယ်ဗျာဆိုတော့အဲ11ကလစ်စားတော့ချီဘူးလို့ပြောလို့11ဘယ်ပြောင်းနေတယ်မသိဆိုတော့11မသိတော့တာတဲဝဲသွားမယ်ဆိုပြီးတာတဲနာကိုပဲကတ်သွားလိုက်တာတဲကြတော့လည်းဘာဖြစ်လဲဆိုတော့ဒီတာတဲက AC လေးပဲဟဲလို့ရတယ်ဗျာကရီနာရှောင်းနေတာအဲ့အနေထွက်လာမယ်ဆိုရင်တော့သူတော်တော်ကြောင်းမှာဒီတာတဲတော့ reach မသုံးပဲကျွန်တော်စားလိုက်ပါလေတာတဲက AC ဖြစ်သွားပြီဗျာဒီ gameplay လေးကျွန်တော် set နေဖို့တော့စီစဉ်မရှိဘူးဗျဒီမှာဆိုလည်း euro ကျွန်တော်ဝင်လို့မရတယ်ဝင်လို့ရရင် AC ပဲကောင်းတော့ကတော့ထိုင်လိုက်လည်း61ဟွာ AC ပေါ့ဒီကောင်လေးဖြုတ်ပြီးလိုက်တာနဲ့ AC ပဲလေဗျာဆရာကြီးကိုဖွဲ့ပဲနောက်ဆုံးတော့နိုင်သွားတာပေါ့ဒါမှမဟုတ်
eBay 2ကနေကြာလာတာ eBay V မှာ save လို့ဒီများတာကိုဆိုတော့ဒီမှာပဲကြည့်လိုက်တော့အဲ့ဒါကျက်တလုံးတန်ကိုမနေလုံးလိုက်ရတော်တော်စိတ်ချိုးတဲ့ကောင်ကြီးများတယ်ထိုင်လန်တဲ့ဘက်ကဝင်သွားတယ်ဗျာကျွန်တော်အမှဆိုတော့မှတ်ကတော့နေလီပဲဘာလို့ဆောင်းရမ်းကြွားကျင်တရားတခုရှိတယ်နော်ကျွန်တော်ကြွားတာအခုကျွန်တော်လည်းပို့တင်ရပါတယ်ဘာလဲဆိုကြည့်လိုက်အဲ့ဒါလေးပဲဖြစ်သေးတယ်ပေါ့နော်ဆိုတော့ဒါဘလို့ရခဲ့လဲဆိုတော့မီခါစာတန်ဒရွန်နဲ့တန်ပေါက်တာဒိုင်းမတစ်လုံးမှမကုန်ဒိုင်းမဖြည့်လိုက်တန်ဒရွန်နဲ့တန်ပေါက်အဲ့ဒါလည်းလူကိုယ်တိုင်ဖောက်တာမဟုတ်ခွေးပေါက်ခိုင်းတာဒီကတော့ကွိုင်းနဲ့ပဲအချင်းလိုက်ရတာပေါ့အဲ့ဒါတော့ weekly ဘက်3ဘက်ကုန်သွားတယ် daily draw နဲ့ဖောက်တယ်တန်တော့တန်တယ်ဆိုမဲ့ရင်တွက်ကတော့မတန်ဘူးပေါ့ဗျအခုရင်ဆန်ရှင်းက special skin တော့ထွက်သွားတယ် diamond 100နဲ့ပဲဝယ်လို့ရတယ်ကွာအခု season ရဲ့ skin ပေါ့တော့ skin ပတ်စံမယ် let's go skin ရဒီမှာဒီကောင်ကြီးက blue လဲဆို speed boat ကြီးစီးတာကွာ speed boat ကြီးကိုဖင်ရရစီးတာသူ့လေစီးရင်ရတယ်ပြီးတော့ speed boat လဲမြန်မာလူကြီးဘလို့စီးလဲဆိုရက်ပြီးတော့စီးရတယ်နော်ဘလို့ကောင်းလည်းမသိရည်လည်းမရှိပဲနဲ့ဆိုတော့ scale fat တွေကျွန်တော်တို့ကြည့်ကြရတယ်ဆိုတော့အနေထားမှာတော့ scale fat ကသူ့အနေနဲ့သူအဆင်ပြေရယ် scale 2ရဲ့ scale 1တွေရောတိတ်မကြိုက်ဘူးဗျအဲ့ဒီရဲ့ speed boat ပဲကြိုက်တာလေဟိုလေးဖွင့်ထားမှရမယ်စပေးတွေမြန်အောင်လို့ okay မကြည့်အောင်ဗျရောမလှဘူးဒါကလည်းကျွန်တော် graphic ကိုနည်းအောက်ချတာလို့ပဲဒီ speed boat ကြည့်ရအောင်ပဲကြည့်အောင်ရက်ပြီးတော့စီးတာပြီးတော့သူခွာလိုက်တာလည်း speed boat တစ်ခုလုံးပြီးသွားအဲ့ဒါကြီးကနည်းနည်းတော့စားတာပေါ့ဒီမှာဆိုကျွန်တော် lock သက်ပြမယ်ဗျ1 hit နဲ့ရတယ်ခဏလေးမယုံကြည့်ရလိုက်1 hit နဲ့ရပါတယ်ခဏဒီနောက်တော့မြင်းလို့ပဲသဘောထားလိုက်မဆိုဒီ lock 1 hit နဲ့သက်မယ်လို့လုပ်တယ်လားဗျာ lock ကဘယ်လိုဖြစ်သွားလဲဆိုတော့ကိုယ့်ကိုယ်တော့ပြန်ပြီးတော့စတန်းလိုက်သေးဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲပေါ့နော်အဲ့ဒါလေးကျွန်တော်ပြောစရာလို့ရှိသေးဒီလို game play ရကျွန်တော်ပြင်းလို့တင်တာပါနောက်ဆက်တွဲတင်ဖို့စီစဉ်ပြပါဦးကြိုက်ရင်တော့ပြန်တင်ပြပါမယ်ဆိုတော့ဒီဗီဒီယိုလေးပါမယ်